လာပါညီမဒီနေ့မှာတော့ recruiter အနေနဲ့ candidate update call screening လုပ်တဲ့အခါမှာဘာလို့မေးတတ်ကြလဲဆိုတာရယ် recruiter အနေနဲ့ candidate update call တွေကပုံမှန်ခေါ်ကြရပဲလား data collect လုပ်တာမျိုးလား salary survey အတွက်လားအဲ့တော့ညီမဒီနေ့မှာတော့ recruiter အနေနဲ့ candidate update call screening လုပ်တဲ့အခါမှာ candidate ရဲ့ experience working experience ကိုညီမတို့ detail လေးမေးတတ်ကြပါတယ်အဓိက candidate ရဲ့ working background experience ကိုညီမတို့အနေနဲ့နားလည်ထားမှသာလေညီမတို့ကသူတို့နဲ့ကိုက်ညီရဲ့ suitable ဖြစ်တဲ့ position တွေကိုမိတ်ဆက်ပေးနိုင်မှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ဆိုရင်တော့ salary information နဲ့ပတ်သက်တဲ့ဟာလေးတွေနဲ့ပတ်သက်ပြီးတော့ current salary နဲ့ expected salary ကိုလည်း detail လေးမေးတတ်ကြပါတယ်အဓိကညီမတို့လက်ရှိ hiring လုပ်နေတဲ့ position လေးတွေရဲ့ဒီ company side ဘက်ကပေးရဲ့ budget range လေးတွေနဲ့ချိန်ကြီးကျင်လို့ပဲဖြစ်ပါတယ်ရှင်အဲ့တော့ညီမတို့လက်ရှိ update call regular လုပ်တဲ့အခါမှာညီမတို့ hiring လုပ်နေတဲ့ position တွေကမှာကိုက်ညီရဲ့ position လေးတွေ candidate ရဲ့ expected salary working experience နဲ့ကိုက်ညီရဲ့ position လေးရှိရဲဆိုရင်တော့ညီမတို့အနေနဲ့ role introduction တွေတခါလေးလုပ်ပေးသွားတာမျိုးလေးရှိတတ်ပါတယ်တကယ်လို့ candidate ရဲ့ working experience နဲ့မကိုက်ညီရမျိုးပဲဖြစ်ဖြစ် expected salary နဲ့မိမဖြစ်တာမျိုးပဲဖြစ်ဖြစ်ရှိရဲဆိုရင်ညီမတို့ role introduction တွေမလုပ်သေးဘဲနဲ့ညီမတို့ in the future မှာသူနဲ့ကိုက်ညီရဲ့ position တွေရှိလာတော့လဲ reach out လုပ်ပေးလေးရှိပါတယ်ညီမတို့ my work careers အနေနဲ့ candidate နဲ့ပတ်သက်တဲ့ information တွေကိုညီမတို့ role introduction လုပ်ပြီးသွားလို့ရှိရင် candidate တွေနဲ့စိတ်ဝင်စားရဲရှောက်ကြည့်ခြင်းနဲ့ဆိုပြီး agree ဖြစ်တဲ့ situation မှာဒါလည်းညီမတို့အနေနဲ့ candidate ရဲ့ CV form တွေကို company site ဘက်ကိုပဲပို့ပေးရပဲဖြစ်ပါတယ်အဲ့တော့လက်ရှိ my work မှာ hiring လုပ်နေတဲ့ position လေးကိုဝင်ရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ my work careers မြန်မာ website တွေကိုကြည့်ရှုနိုင်သလိုကိုနဲ့ကိုက်ညီရဲ့ position လေးကိုစိတ်ဝင်စားလို့ရှောက်ကြည့်ခြင်းနဲ့ဆိုရင်တော့ညီမဖော်ပြပေးထားတဲ့ email လေးကို CV submit လုပ်ပြီးရှောက်ထားနိုင်ပါတယ်နော်